အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ပေါင်းစင်ဗီဒီယိုဖြစ်ပါတယ်ဒီနေ့မှာအထူးဖြစ်တဲ့ပေါင်းစင်တစ်ခုကိုမျှဝေချင်ပါတယ်ဒါပေမဲ့ဒီဟာကကျွန်တော်ဘောအတွက်တက်တေခံချက်တစ်ခုလည်းဖြစ်ပါတယ်အကြောင်းဒီဗီဒီယိုကိုရချင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်ရအောင်အထဲမှာဘာတွေပါမလဲဆိုတာ Bluetooth speaker အရှည်တစ်ခုပါမယ်နောက်ပြီးတော့အိတ်ပါမယ်နောက်ပြီးတော့နောက်ထပ် Bluetooth speaker တစ်ခုပါမယ်နောက်ပြီးတော့ပန်ကာတေးသေးလေးတစ်ခုပါဒါပေမဲ့ဒီနေ့ရဲ့အဓိကကတော့ Oppo Reno 15ပါဒါထက်ပိုရေးကြီးတာကတော့ဖုန်းမဟုတ်ပါဘူးဖျားတင်ရဲ့ပြင်ဆင်ပေးမှုပါတကယ်တော့ပြီးခဲ့တဲ့ဒီတစ်နေ့အတွင်းမှာကျွန်တော်ဘဝအတွက်အားနည်းမှုတွေရှိခဲ့တယ်ဖြစ်စီမှုတွေရှိခဲ့တယ်စူတောင်းချက်တွေချက်ချင်းမဖင်ကြတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်တခါတလေတော့ကျွန်တော်ဖျားတခင်ကိုမေးမိတယ်ဘာကြောင့်ဒီလိုဖြစ်တယ်လဲပေါ့နော်ဒါပေမဲ့မင်းလာ20ရက်နေ့မှာကျွန်တော်ကိုချစ်ခင်အားပေးနေကြတော့ဆရာတွေမိဘတွေတငယ်ချင်းတွေရဲ့ချစ်ချင်းမေတ္တာကနေတစ်ဆင့်ကျွန်တော်ဒီလက်ဆောင်ကိုရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်နားလည်လာတဲ့အရာတစ်ခုကဘာလဲဆိုရင်ဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းချက်တွေကိုဘယ်တော့မှမမေ့ဘူးဆိုတော့ကျွန်တော်မြင်နားလည်ခဲ့တယ်သူကအမြဲတမ်းကျွန်တော်အတွက်ပြင်ဆင်ပေးနေတယ်ဆိုတော့ကျွန်တော်နားလည်လာခဲ့တယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်ကိုရှေးစွာကျေးဇူးတင်တယ်နောက်ပြီးတော့ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့သူတယောက်ချင်းစတိုင်းကိုလည်းကျေးဇူးတင်တယ်လို့ဒီကနေပြီးတော့ပြောကြားချင်ပါတယ်ဒီဟာကလက်ဆောင်တစ်ခုတာမဟုတ်ပါဘူးဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုတည်ပေးတဲ့အရာပါကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်ကျွန်တော်လည်းယုံကြည်ပါတယ်တင်အခုစွတောင်းနေတဲ့ခါမှာလည်းဘုရားသခင်အတီကိုချက်ချင်းပြန်မပေးဘူးဒါပေမဲ့လည်းစိတ်မပြတ်ပါနဲ့ပေါ့နော်ဘုရားသခင်ကဘယ်တော့မှနောက်မကျပါဘူးတင်အတွက်ပိုကောင်းတဲ့အရာတွေကိုသူပြင်ဆင်ထားတယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ပြောကြားချင်ပါတယ်ပေါ့နော်ဒါကြောင့်ဘုရားသခင်ကိုဆက်ပြီးတော့ကိုးစားပါဆက်ပြီးတော့ဘုရားသခင်ကိုယုံကြည်ခြင်းနဲ့ရှေ့ဆက်သုံးဝင်ပါ